ကျော်စော်ဝင်းရဲ့ပွဲနဲ့ပတ်သက်ပြီးသတင်းကောင်းကိုမျှဝေလာခဲ့တဲ့ Necro Fest တန့်စင်တဲ့ပြိုင်ပွဲတစ်ခုထဲမှာတွေ့ရမလားအားလုံးပဲမင်္ဂလာပါခင်ဗျာ Can5 News ကတင်ဆက်နေပါတယ်ကျော်စော်ဝင်းရဲ့ Fest ကျင်ကစီနီယာကစားမဖြစ်သူ Necro ကတော့ကျော်ရဲ့ပွဲချင်းတွေနဲ့ပတ်သက်ပြီးသတင်းကောင်းကိုမျှဝေလာခဲ့ပြီးဖြစ်ပါတယ်ဒါကကျော်စော်ဝင်းရဲ့ပွဲကိုမျှော်လင့်ဆောင်စားနေတဲ့မြန်မာပရိသတ်တွေအတွက်ကတော့ဝမ်းမြောက်စရာဖြစ်ပါတယ်ကျော်စော်ဝင်းဟာတကယ်တမ်းမှာအောက်တိုဘာ31ရက်နေ့မှာကျင်းပမယ့်ဝမ်ပွဲမှာပါဝင်ရှင်ပြိုင်ကစားဖို့ရှိခဲ့သူဖြစ်ပါတယ်အဲ့အတွက်လည်းကျော်ဤအနေနဲ့အဘဘက်ကနေစင်းသစ်လှုပ်ထားခဲ့တာဖြစ်ပါတယ်မြန်မာပရိသတ်တွေကလည်းကျော်ဤပွဲကိုအားပေးဖို့လက်မှတ်တွေတောင်မှဝယ်ထားကြပြီးပါပြီဒါလည်းမထင်မှတ်ထားဘဲနဲ့ပွဲရပြတ်သွားခဲ့တာဖြစ်ပါတယ်ကျော်စော်ဝင်းအနေနဲ့ training မှာအသေးစားတန်ရာရခဲ့တာကြောင့် FedEx တင်ဘက်ကပွဲမကစားစီဖို့ဆုံးဖြတ်ခဲ့တာပါတန်ရာကနေတတမှသာပွဲကစားပေးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်အဲ့လိုနဲ့ခုဆိုရင်တော့ Necro ကကျော်စော်ဝင်းရဲ့ပွဲချင်းတွေကိုပရိသတ်တွေစီကိုချပြလာခဲ့ပါတယ်သူရဲ့အကောင့်ကနေကျော်စော်ဝင်းစီကနေသတင်းကောင်းကြားလိုက်ရပြီဖြစ်ကြောင်းပြောလာတာပါကွန်မန့်ထဲမှာပရိသတ်တို့ကပွဲရပြီလားလို့မေးသွားခဲ့တာဖြစ်ပါတယ်ကျော်ကြီးရဲ့ပွဲကနိုဝင်ဘာလထဲမှာဖြစ်ဖို့များပါတယ်နိုဝင်ဘာလထဲမှာနီးစပ်ဆုံးဆိုရင်တော့တန်းစင်ကစားမဲ့9ရက်နေ့ပွဲရှိနေပါတယ်ဝမ်ကမြန်မာဖိုက်တာတွေကိုအနည်းဆုံး2ယောက်တပြိုင်နက်ပွဲတစ်ခုမှာထည့်သွင်းလေးရှိတတ်ပါတယ်အဲဒါကြောင့်တန်းစင်နဲ့တူကျော်စော်ဝင်းပွဲလဲပါဝင်လာနိုင်ခြေရှိပါတယ်ဘာမပါကတော့ One Championship ဖက်ကအတီးပြုကြီးညာမှာကိုစောင့်ကြည့်ရမှာပါတန်းစင်ကနိုဝင်ဘာ9ရက်နေ့ပွဲမှာ Time Fighter ကွန်ဘိုနွိုင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်တန်းစင်အတွက်ဒီပွဲကမဖြစ်မနေနိုင်ယူနိုင်ဖို့အတွက်ရေးကြီးပြီးထက်ရှုံးလို့လုံးဝမဖြစ်တော့ပါဘူးထက်ရှုံးမယ်ဆိုရင်တော့သူကရိုင်းလဲကိုယုံကြည်မှုပျောက်သွားနိုင်တယ်လို့ဝေဖန်တဲ့နေရာမှာနှင်မွန်းသွားနိုင်တာဖြစ်ပါတယ်ကွန်ဘိုနွိုင်းကမာတယ်လက်သီးကောင်းတယ်ရှင်ထိုးနိုင်တယ်ဒါပေမဲ့အောက်ခြေပိုင်းသိမကောင်းပါဘူးတန်းစင်နေနဲ့အကွာဝေးထိန်ကစားပြီးတော့အောက်ခြေနာနာလေးခတ်ပေးရမှာပါတန်းစင်နိုင်ပွဲပြင်ရမလားနက်ခရော့ပြောတဲ့ကျော်စော်ဝင်းရဲ့ပွဲကရောနောက်ပတ်မှာဖြစ်မှာလားစောင့်ကြည့်ရမှာဖြစ်ပါလိမ့်မယ်